ဇလန်းစာမှာတော့တွေ့တဲ့ပြစ်ပေးခံရဖို့နာရီပိုင်းသာလိုတော့ပေမဲ့အလွန်အေးဆေးတင်ကျင်နေတဲ့အကျဉ်းသားဘက်ကတ်ထံကိုဖုံးတော်ကြီးတစ်ပါးရောက်လာပါတယ်။ဒါဟာနောက်ဆုံးစကားပြောခွင့်ရမယ့်အချိန်ထင်နိုင်တယ်လို့ဖုံးတော်ကြီးကထောက်ပြလိုက်တဲ့အခါဘက်ကတ်ကသူ့ရဲ့စိတ်ဝင်စားစရာဇလန်းကိုစတင်ပြောပြပါတော့တယ်။ဇလန်းကတော့ဘက်ကတ်ရဲ့မိခင်မေရီကနေစတင်ပါတယ်။သူမဟာဒေါ်လာ19ဘီလီယံတန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတွေကိုစက်ခံရမယ့် Long Island ကအလွန်ချမ်းသာကြွယ်ဝတဲ့ Redfellow မိသားစုကဆင်းသက်လာသူပါ။ဒါပေမဲ့အသက်80နှစ်အရွယ်မှာတာမန်တီးဝိုင်းအဖွဲ့ဝင်တူဖြစ်တဲ့ဘက်ကတ်ရဲ့ဖခင်နဲ့ချစ်ကြိုက်ပြီးကိုဝင်ရသွားခဲ့ပါတယ်။ဂုံတိတ်ခါကြဆင်းစရာလိုမြင်တဲ့ဖခင်ဖြစ်သူကကိုဝင်ဖြစ်ချက်မလားအင်ကနေဆင်းသွားမလားဆိုပြီးရွေးချယ်ခိုင်းတဲ့အခါမေရီတယောက်တားဖက်သူကိုအသေးမခံနိုင်တာကြောင့်အင်ကနေဆင်းလာခဲ့ပါတယ်။ကန်ဆိုးစွာနဲ့ပဲဘက်ကတ်ကိုမွေးဖွားတဲ့နေ့မှာတင်ဖခင်ဖြစ်သူဟာယောဂါနဲ့ရုတ်တရက်သေဆုံးသွားခဲ့ပါတယ်။မေရီဟာမော်တော်ယာဉ်ဌာနမှာအတွင်းရေးမှုလုပ်ရင်းတမူးထီးထီးမိခင်ဘဝနဲ့ရုန်းကန်ခဲ့ရပေမဲ့ဘက်ကတ်ကိုအထက်လွှားတွေရဲ့ယဉ်ကျေးမှုနဲ့အဆင့်အတန်းတွေရှိအောင်သေချာသင်ကြားပေးခဲ့ပါတယ်။အင်ကနေနှင်ချခံရပေမဲ့အမွေဆက်ခံခွင့်ထဲကနေထုတ်ပယ်ခံရတာမဟုတ်ဘူးလို့လည်းအမြင်ပြောပြခဲ့ပါတယ်။ Redfellow တို့လည်းဥပဒေအရပိုင်ဆိုင်မှုအလုံးကအသက်အကြီးဆုံးသူစီကိုအစင်လိုက်လက်ဆင့်ကမ်းသွားမှထီလို့အငယ်ဆုံးထိတဲ့ဘက်ကတ်အမွေရဖို့ဆိုရင်သူ့ရှေ့မှာရှိတဲ့လူတွေအားလုံးသေဆုံးသွားမယ့်အချိန်ကိုစောင့်ရမှာဖြစ်ပါတယ်။ကလေးအရွယ်များပြည့်တင်တဲ့တခုမှဘက်ကက်ကဂျူလီယာနဲ့တွေ့ဆုံပြီးချက်ချင်းပဲချစ်ကြိုက်သွားခဲ့ပါတယ်။ဂျူလီယာကချမ်းသာပေမဲ့ဘက်ကက်ကလူလက်တန်းထစ်နေလို့တိတ်တဘောမကြပါဘူး။ဒါကြောင့်ကနေ့ကျရင်သူငွေတွေအများကြီးအမွေရလာလိမ့်မယ်လို့ဘက်ကက်ကကတိပေးခဲ့ပါတယ်။များမကြခင်မှာပဲဖျားနာနေတဲ့ယောဂါကိုလစ်လျူရှုထားခဲ့တဲ့မိခင်မေရီဟာဆေးရုံတင်လိုက်ရပါတယ်။မိသားစုစီကအကူအညီမျှော်လင့်ခဲ့ပေမဲ့ဘသူမှလှည့်မကြည့်ခဲ့ပါဘူး။မေရီမသေးဆုံးခင်သူမရဲ့နောက်ဆုံးဆန္ဒကမိသားစုတင်ချိုင်းမှာမြုပ်နှံဖို့ဖြစ်ပေမဲ့မိသားစုစီကဘာအကြောင်းပြန်ချက်မှမရခဲ့တာကြောင့်တာမန်တင်ချိုင်းမှာပဲမြုပ်နှံလိုက်ရပါတယ်။မိခင်ရဲ့စပယ်သက်စုကိုကင်ထားရင် Redfellow အိမ်တော်မှာသူရထိုက်တဲ့နေရာကိုပြန်ယူမယ်လို့ဘက်ကတ်ကျင်းဆိုခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းဘက်ကတ်ကမိဘမဲ့ကေဟာမှာကြီးပြင်းခဲ့ရပြီးဂျူလီယာနဲ့လည်းအဆက်အသွယ်ပျောက်တော့သွားခဲ့ပါတယ်။အရွယ်ရောက်လာတဲ့အခါဘက်ကတ်ကအနောက်တိုင်းဝစ်စုံရောင်းချစရာတယောက်ဖြစ်လာပါတယ်။ဒီနေ့မှတော့အဝတ်စားဆိုင်မှာဂျူလီယာနဲ့မထင်မှတ်ပဲပြန်ဆောင်ခဲ့ပါတယ်။ဂျူလီယာကဆဲဆထားပြီးဖြစ်နေသလိုအမွေကိစ္စဘာဖြစ်သွားပြီလဲလို့မေးတဲ့အခါဘက်ကတ်ကတနေ့ရလာမှာပါလို့ပြန်ဖြေခဲ့ပါတယ်။ဂျူလီယာကမိသားစုဝင်တွေအားလုံးကိုတက်ဖြစ်လိုက်နဲ့သူမစီဖုန်းဆက်ဖို့နောက်ပြောင်ပြောသွားခဲ့ပါတယ်။ဒီစကားကဘက်ကတ်ကိုအတိဝင်သွားစေပြီးသူ့ရှေ့မှာအမွေခံမဲ့လူတွေ9ယောက်ရှိနေသေးတဲ့အတွက်သူတို့နဲ့ပတ်သက်ပြီးတခုခုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပထမဆုံးပြစ်မှတ်ကတော့ဘန်နာရေးကုမ္ပဏီကပွဲစားဝမ်ကွဲကာစင်းတေလာပါဘက်ကက်အလုံးပြုတ်သွားတဲ့ဒေါသနဲ့တေလာရက်ပါတီတစ်ခုကိုခိုးဝင်နေပြီးတေလာဂျက်စကီစီဘီရွက်လွေစီသွားလာကိုနောက်ယောင်ခံလိုက်ပါတယ်ရွက်လွေပေါ်မှာတေလာအိပ်ပျော်ဝါခြင်းကိုစောင့်ပြီးခြေချင်းဝက်ကိုကြောက်အန်းကိုကျိုးနဲ့ချီပြီးရွေတဲ့ပစ်ချလိုက်ပါတယ်တေလာရွေနဲ့သွားတဲ့အခါလူသက်ရလာဒီလောက်လွယ်ကူပြီးစိတ်လုရှားစရာကောင်းမှန်ဘက်ကက်သဘောပေါက်သွားပါတယ်တေလာရဲ့အထူးဖြစ်မှာဘက်ကက်ကဝါရီနဲ့တွေ့ဆုံပြီးမေရီရဲ့သားဖြစ်တဲ့မိတ်ဆက်လိုက်ပါတယ်ဝါရင်ကမေရီကိုမကူညီနိုင်ခဲ့တဲ့အကြောင်းတောင်းပန်ပြီးဘက်ကက်ကိုတေလာရဲ့အလုပ်နေရာကိုပေးလိုက်ပါတယ်။ဘက်ကက်ကလေရှုပ်သွေးတဲ့ဘန်ဒါကြီးလောကအကြောင်းကိုမြဲမြံဆွမ်းဆွမ်းနဲ့သင်ယူနိုင်ခဲ့ပါတယ်။နောက်ထပ်တောင်းကန်ကတော့အမှုပညာရှင်နိုဝါပါ။ဘက်ကက်ကနိုဝါရဲ့အမှုပညာပြောက်ွဲကိုသွားပြီးပရိတ်ပတ်တယောက်လိုဟန်ဆောင်ပြီးရင်းနှီးအောင်လုပ်ခဲ့ပါတယ်။နိုဝါရဲ့လိရွက်ချစ်သူရုသ်နဲ့ပါခင်မင်သွားပြီးသူမရဲ့ညစာစားတဲ့ပွဲကိုဖိတ်ခေါ်ခံရပါတယ်။ညစာစားတဲ့ပွဲမှာဘက်ကက်ကနိုဝါရဲ့အလုတ်ရှုံနဲ့ခိုးဝင်ပြီးဒါရဗီယာပစ္စည်းတွေကိုရောပြီးမီးပုံးကိုပါခွဲထားခဲ့ပါတယ်။နိုဝါအလုတ်ရှုံနဲ့ဝင်ပြီးမီးဖွင့်လိုက်တဲ့အချိန်မှာတော့ပောက်ကွဲချင်းထစ်ပြီးချက်ချင်းသေဆုံးသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဘက်ကက်နဲ့ရုသ်ကဆက်လက်တွေ့ဆုံနေခြင်းတရောစင်ကြီးတွေ့ခဲ့ကြပါတယ်။တတိယမြောက်လူကတော့ဘာသာကိုအကြောင်းပြပြီးလိန်နေတဲ့တင်အုပ်စတီဗန်မှာဘက်ကက်ခါသတင်းဆောက်ကကုန်းပိုင်လိုဟန်ဆောင်ပြီးစတီဗန်ရဲ့အုံခန့်ထဲကိုဝင်ခဲ့ပါတယ်။စကားပြောနေချိန်စတီဗန်အာယုံပြောက်သွားချိန်သူတောင်းရင်းနဲ့ကိုကာယာလိချင်းခံတုံဖီးလက်ပစ္စည်းတွေကိုအများကြီးခိုးထည့်လိုက်ပါတယ်။ပမာဏလွန်ကဲသွားတဲ့အတွက်စတီဗန်နှလုံးရက်ပြီးသေဆုံးသွားပါတယ်။စရုပ်ထားမြောက်ပြင်းမတ်ကကလေး၁၁ယောက်မွေးထားတယ်ဆိုပြီးနာမည်ကောင်းရထားတဲ့ကဆန်ဒရာပါ။ဘက်ကက်ခါသူသွားနေကြရေဘူးစပါကိုဝန်တန်းဟန်ဆောင်ပြီးခိုးဝင်နေပါတယ်။အခက်မြင့်သွားဖြူစေဝန်ဆောင်မှုပေးမယ်ဆိုပြီးအစိပ်ပါတဲ့ဒါရဗေဒရေကြီးတွေကိုဗစက်ထဲထည့်ပေးလိုက်ကြကနေကဆန်ဒရာသေဆုံးသွားပါတယ်။ပင်စမမြောက်ကတော့လက်ကမာသွားဖို့စီစဉ်နေတဲ့တထေးကြီးမက်အာတာပါဘက်ကက်ခါသူ့ရဲ့အမှုထမ်းဟန်ဆောင်ပြီးကော်ဖီထဲမှာအိတ်စေတွေကိုခိုးထည့်လိုက်ပါတယ်ကိုပိုင်လီရင်မောင်းနေချိန်မှာအိပ်ပျော်သွားတာကြောင့်လီရင်ပြက်ကြပြီးမက်အာတာသေဆုံးသွားပါတယ်ဒီအချိန်မှာဘက်ကက်ရဲ့ဘဝကအနက်ဘက်ကနေပြေဆုံးပါပြီရုပ်နဲ့လည်းဆေးဆလိုက်ပါပြီအမွေဆက်ခံဖို့ကြာနေတဲ့ဝါရင်ကိုတော့တရောစင်ရှိသွားတာကြောင့်မတတ်တော့ဘူးလူဒီဆုံးခစ်လိုက်ပေမဲ့ဝါရင်ကနှလုံးရောဂါနဲ့ရုတ်တရက်သေဆုံးသွားပါတယ်အခုဆိုရင်အမွေဆက်ခံဖို့သူ့ရဲ့အဖိုးဝိုက်လော့တယောက်ထဲသာကြာမှာတော့တယ်
ဆေးစာပွဲနေ့မှာပိုင်ဂျူလီယာရောက်ပြီးဘက်ကက်ရဲ့လူတက်မှုတွေကိုဓာတ်ပုံရိုက်ထားတဲ့ဆိုပြီးချင်းခေါ်ပြီးငွေညက်ပါတော့တယ်ဘက်ကက်ကဒေါသကြီးနဲ့လိုင်းရဲ့ယောက်ျားလိုင်းလန်ရဲ့အုံခန်းကိုတွားပြီးငွေပေးဖို့စီစဉ်ရပါတယ်အဲ့ဒီမှာလိုင်းနဲ့စကားများရန်ဖြစ်သွားခဲ့ကြပါတယ်အဲ့ဒီနောက်ဘက်ကက်ကအဖိုးဖြစ်တဲ့ White Law ရဲ့အိမ်တော်ကြီးစီကိုရောက်သွားပါတယ်White Law ကဘက်ကက်ရဲ့လေရွက်ချစ်တွေကိုတီးနေပြီးမျိုးရည်စင်ကတင်းလာတဲ့တနက်တလက်ကိုပေးကအားလုံးကိုအဆုံးသတ်ဖို့ပြောပါတယ်ဘက်ကက်ကမပြည့်ရပဲဖျန်းထပ်ဖို့ကြိုးစားပြီးမြတ်တကားအားလုံးပိတ်လောင်ခံထားတာကြောင့် White Law ကသူ့ကိုတနက်နဲ့လိုက်ပစ်ပါတော့တယ်အသက်လူပြင်းကြီးရရင်နောက်ဆုံးမှာတော့ဘက်ကက်ကအိမ်တော်တဲကမြားနဲ့ပြန်လဲပစ်ခတ်လိုက်ရ White Law တေဆုံးသွားပါတယ်ရဲတဲ့ရောက်တဲ့အခါကိုကာကရင်လူတက်မိတာဖြစ်တယ်ဆိုပြီးတက်တေပြနိုင်ခဲ့တဲ့အတွက်ဘက်ကက်လွတ်မြောက်သွားပါတယ်နောက်ဆုံးမှာတော့ဘက်ကက်ခါမိသားစုပိုင်ဆိုင်မှုအားလုံးကိုအမွေဆက်ခံရရှိပြီး Ruth နဲ့အတူအထက်လွှားဘဝကိုရောက်သွားခဲ့ပါတယ်ဒါပေမဲ့ပျော်ရွှင်မှုကတိတ်မခံလိုက်ပါဘူးပါတီပွဲတင် FBI တွေရောက်ပြီးဘက်ကက်ကိုလိုင်းကိုတတ်မှုနဲ့သူ့ကိုဖမ်းဆီးသွားပါတော့လေတကယ်တမ်းလိုင်းကိုသူတက်ခဲ့တာမဟုတ်ပါဘူးဒါပေမဲ့အုံခန်းတဲကစအိတ်ပေါက်တဲမှာဘက်ကက်ရဲ့လက်ပွေတွေရှိနေသလိုဂျူလီယာကလည်းလိုင်းရဲ့အလောင်းကိုတွေ့ရှိပြီးဘက်ကက်ကသူမကိုချစ်လို့တတ်လိုက်တာပါဆိုပြီးထွက်ဆိုလိုက်ပါတယ်ဒါကိုကြားတဲ့ Ruth ကလည်းဘက်ကက်ကိုစွန့်ခွာသွားပြီးဘက်ကက်ကသူတကယ်တည်းမကျူးလွန်ခဲ့တဲ့အဖြစ်ကိုတေးတန်းချမြတ်လိုက်ပါတော့တယ်ကွမ်းမြက်ခရဟိုနာနီပိုင်းအလိုမှာဂျူလီယာရောက်ပြီးလိုင်းရဲ့တေးတန်းစာကိုပြလိုက်ပါတယ်အဲ့ဒီတေးတန်းစာအရလိုင်းဟာကိုတက်သေးသွားတာထက်ပါတယ်ဂျူလီယာကဘက်ကက်ရဲ့ပိုင်ဆိုင်မှုအားလုံးကိုသူမနာမည်နဲ့လွှဲပြောင်းပေးမှသာကေတင်ပေးမယ်လို့ချိန်ချောက်လိုက်ပါတယ်ပြစ်စုပန်အချင်းဖုံးတော်ကြီးကိုဇလန်းပြောပြသည့်ချိန်မှာဘက်ကက်လွတ်မြောက်သွားပြီးဆိုတဲ့သတင်းရောက်လာပါတယ်ထောင်ကနေထွက်လာချိန်မှာတော့ Ruth ကသူ့မိရဲ့စပင်ပါတဲ့ဆွဲကြောလေးကိုပြန်ပေးပြီးထွက်သွားပါတယ်ဂျူလီယာကတော့အိမ်တော်ကြီးစီသွားဖို့အစင်ဆောင်ရီခဲ့ပြီးဘက်ကက်ခါပိုင်ဆိုင်မှုတွေမရှိတော့ပေမဲ့ဂျူလီယာနဲ့အတူအထက်လွှားဘဝကိုဆက်လက်နေထိုင်သွားမယ့်အကြောင်းနဲ့ဇလန်းကိုအဆုံးသတ်ထားပါတယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်ဇာတ်လမ်းတွေကိုနောက်ထပ်ကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ page channel ကို subscribe follow လုပ်ပြီး notification လေးဖွင့်ပေးဖို့မမေ့ပါနဲ့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်